နောက်ဆင်းရသိလာနော်အခုတော့ကျွန်တော်ကြည့်ခဲ့တယ်ထနောင်းဆင်းရရင့်သွားပြီတပေါင်းအသိန်းထနောင်းဆင်းရအလှဆုံးတချို့ထနောင်းမင်းကြီးကျွန်တော်ကြည့်ခဲ့တယ်ဘာအရက်ချက်ဖို့လားဘာလို့ဖို့လားသေးစိမ်ဖို့လားမသိခွာထားတာတွေအထဲမှာအညိုမဲတွေဆွဲလို့နော်ထားတော့အဲ့ဒါလေးလှတာပါပဲဝဲရမှာထနောင်းမင်းတန်းတွေနဲ့လွမ်းစရာအညာရှုခြင်းအဲ့မှာတချင်းတစ်ပုတ်သွားသတိရလိုက်ထမ်းမင်းထမ်းလေထမ်းရွက်တွေကအသွယ်သွယ်ပါမောင်ရဲ့လေးပါတီမြရင်တချင်းကိုညင်းမိပါရဲ့ထမ်းမင်းနေမြင်တော့အိုးဒါပေမဲ့လွမ်းနေုံနဲ့မပြီးခရီးဆက်နှင်းရွာထဲဝင်ခဲ့အိုးအလိုဟိုမှာကွက်ဒီမှာကွက်ကလေးတွေလူကြီးတွေရွာသူရွာသားတွေစပယ်ပန်းကုန်းတွေအပြုံးတွေကျမ်းမာပါစေမင်္ဂလာပါတဲ့ကျွန်တော်ရေဆင်လိုက်တာလှလိုက်တာကျမ်းမာပါစေတဲ့မင်္ဂလာပါတဲ့အစင်လာမပြတ်နှုတ်ခွန်းဆက်ကြရင်ထဲမှာပီတိလှိုင်းနေကြွရသရဲ့အလှကိုမြင်ရပြီလှတယ်သို့တော်လဲနေကဘူးလေကဘူးမြေကဘူးပူကျင်တော့ပူစမ်းဟိတ်ဗဟိတပြင်ပပူပေမဲ့အစ္ဆဒအတွင်းကအေးမြနေလောကအပူတောကအပူမောဟအပူပူကျင်တော့ပူစမ်းယသရဲ့အင်အားအစွမ်းနဲ့အပူမှန်သမျှအေးမြရစေမယ်ဘဝအလင်းမြစာကြည့်လိုက်အသိပညာဗန္နာတိုက်ရွှေသော့နဲ့ရိုက်ဖွင့်မဟိအဲ့ဒါယသရွာတဲ့ဟိပြီးသွားပြီဘာမှလည်းမသိကောင်းနေပေါ်လာတာအကုန်လျှောက်ထဲတာနဗီဒီကန်လေးလည်းမချိတ်နိုင်တော့ဘူးတစ်လုံးစားနှလုံးစားပဲအတန်ချိတ်ထားရတော့နော်အဲ့တော့ပူကျင်သလောက်ပူစားမှစီတဲ့အပြင်ပူပြီးမဲ့အတွင်းကအေးပါတယ်အတွင်းဘာကြောင့်အေးတယ်လဲဆိုတော့ကြံရည်တောက်လို့မဟုတ်ဘူးထိုင်းရည်တောက်လို့မဟုတ်ဘူးဘီယာတောက်လို့မဟုတ်ဘူးရေတောက်လို့မဟုတ်ဘူးဘဝအလင်းမြစာကြည့်တိုက်ကစာအုပ်တွေကိုကြိုပြီးတော့တောက်ထားလို့စားထားလို့ရင်ထဲမှာအပြင်အပူတွေကိုဒီမထင်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်ထားနိုင်တာနော်ကောင်းလိုက်တဲ့ကြဗျာဆရာသူ့ကြဗျာအတော်ကိုရှင်းပြနေကျွန်တော်နှမကြီးရွတ်သွားတဲ့ဥကြည်အောင်ရဲ့ကြဗျာနဲ့များကြွားလိုက်တာနော်ကဲအဲ့ဒါကျွန်တော်ရဲ့မတောက်တစ်ခေါက်နဲ့ဆက်လိုက်တာပါနောက်တစ်ခုဒီလာကန်လေးမှာမြစ်ချေမဂ္ဂဇင်းကျွန်တော်လှန်ကြည့်ပြီးတော့စိုင်းဆရာမလေးတယောက်ရေးထားတဲ့ဆောင်းပါးတွေကကြဗျာလေးတစ်ပုဒ်တွေ့လို့ကျွန်တော်နှစ်သက်လို့ကူးလာခဲ့အဲ့ဒါလေးလည်းကျွန်တော်ခန်းစားမိသလိုပြောဆိုပြပါအောင်မယ်လက်ဆောင်ပေးပါအောင်မယ်သူကဘယ်လိုပြောကြဗျာလေးကတူတူလေးပြတွေးချိုးလေးအပွေးကိုမြင်အပင်ကိုမဲမသိလို့ဝယ်မိလေမှားအမှန်တော့အပွေးမြင်အပင်သိရမယ်ဒါပေမဲ့ဒီကောင်မလေးကအပွေးကိုမြင်အပင်ကိုမဲမသိလို့ဝယ်မိလေမှားနောက်တွင်လာကြောက်ပြင်မှာတင်ကားသွေးပြန်တော့မှုန်းနေတာသူမရောက်တယ်အလိုလေးသီးကောက်နဲ့ညာလှလိုက်တာကြရလေနော်အဲ့တော့အပွေးမြင်အပင်မသိပဲနဲ့ရမ်းဝင်လိုက်တဲ့မယ်လေးဟာတကယ်ကြောက်ပြင်တင်သွေးလိုက်တော့မှသီးကောက်ကြီးနဲ့တွေ့နေတာအမလေးဟဲ့သွားပါပြီဟဲ့ငါနှောင်းမှနောင်တရမှန်သိတယ်အဲ့ဒါဘာကြောင့်လဲအပွေးမြင်တော့လဲအပင်မသိခဲ့တဲ့တွေ့အပွေးမြင်ပြီးတော့အပင်သိဖို့ကတော့ဘာရှိလဲဆိုတော့ဘဝလင်းပြရှိပါတယ်ဇုတ်ကိုစီယုံတော့တာပဲနော်ဇုတ်ကိုကြော်ညာတော့တာပဲကျွန်တော်စာအုပ်လေးတွေတချို့ဟာကျွန်တော်လက်ဆောင်ပေးထားတာရှိပါတယ်အဲ့တော့အပွေးမြင်အပင်သိဖို့နှံကောင်လေးတွေမဖြစ်စေဖို့တကယ်ပန်းကြီးဗန်တိုက်ဝတ်ကြီးကိုတိဆောက်နေတဲ့ပြားလေးတွေဖြစ်ဖို့ပြားတငယ်လေးတွေဖြစ်ဖို့အတွက်ကကျွန်တော်တို့အိတ်မပျော်နေဖို့လိုပါတယ်အိတ်ပျော်နေဘူးလားမသိပါဘူးမအိတ်ပါနဲ့နော်အိတ်ပါနဲ့အိတ်မပျော်ဘူးလိုပါတယ်အိတ်ပျော်နေသူများရှိရင်လည်းနှိုးလိုက်ပါအခုပြောတာမဟုတ်ဘူးကျွန်တော်ပြောတဲ့အိတ်ပျော်ခြင်းဆိုတာအတိညာရအိတ်ပျော်ခြင်းနော်ခုနပညာဘုဒ္ဓတရအိတ်ပျော်နေခြင်းဒီမှောင်ကြီးမကြီးတွေမှာနေပြီးတော့နော်ဟိုလှဲ့ဒီလှဲ့နဲ့ဘာမှမသိလိုက်တဲ့အိတ်ပျော်နေသူများရှိရင်နှိုးပေးကြပါကိုယ်တိုင်လည်းနှိုးကြပါနော်အဲ့တော့အခုနေဟောပြောရခြင်းအချိန်ကလည်းကြာပြီဆိုတော့ဟိုလူကအိတ်မပြောတောင်မှမျက်ခွန်လေးကနည်းနည်းဆင်းတဲ့ပုံကူရှိကောင်းရှိလိမ့်မယ်လူမအိတ်ပေမဲ့နော်အဲ့တော့ထိုသူများအတွက်ကျွန်တော်လည်းကြမ်းဖန်ပြီးတော့လုပ်နေရတော့တာပဲစူးစမ်းပြီးတော့နည်းနည်းလေးမျက်စိလေးကျဲလာအောင်ကျွန်တော်ဟိုငတ်တန်ပြည့်ကြည့်မယ်အဲ့ဒါဆိုဘယ်နဲ့နေမှမသိဘူးနော်နည်းနည်းမြူးသွားတာပေါ့ဗျာကျွန်တော်လည်းကိုပြန်နှိုးတဲ့အနေနဲ့ပေါ့တရားနတ်တန်ဆိုတာရှိတယ်တရားပင့်ဆိုတာရှိတယ်ပြီးတော့မှနတ်တန်ပြစ်တယ်ဆိုတာရှိတယ်ကျွန်တော်အပိုက်တွေရေးထားတယ်မိမှဆိုလို့အဲ့ဒါဘယ်နေရာရေးထားမှန်းတော့မှတ်မိတော့ဟောရပြီဒါကျွန်တော်ရဲ့ laptop လို့ခေါ်တာပေါ့ဗျာနော်လက်နဲ့တော့ဖွင့်ရအားလုံးသိပါတယ်ဒီနယ်သူနယ်သားတွေဟာမြမရိုးရဇက်သပင်နဲ့မစိမ့်နဲ့
သူတွေဖြစ်တယ်မြမရိုးရာသပင်ယဉ်ကျေးမှုဆိုင်းယဉ်ကျေးမှုနဲ့နှိစက်တဲ့သူတွေဖြစ်တယ်အရသာခံတတ်တဲ့သူတွေဖြစ်တယ်ထို့ကြောင့်ကျွန်တော်တို့ရှေးတုန်းကအခုတော့မသိတော့ဘူးအရင်တုန်းကတော့ဇက်ပွဲကပြီး3ညဆိုပထမညမှာနတ်ကတော်ထွက်တယ်ဂျပန်ဒီနဲ့ကတော်ဝေးချပြီးတော့ဇမင်ဖားရိုင်းနဲ့ဒီနတ်ကတော်ဟာပညာအပြည့်စုံမင်းသမီးကြီးဒီနတ်ကတော်ကိုကြည့်ပြီးနတ်ကတော်နဲ့ဆိုင်းတဲ့အပေးယူလုပ်သွားတာကိုကြည့်ပြီးတော့ဒီဇက်ကောင်းမကောင်းကိုပြိဿကဆုံးဖြတ်တယ်အဲ့လိုနတ်ကတော်ကြီးပဲထားပါတော့ဗျာနော်ကလေးကြီးချလူမမြင်ရသေးဘူးအထက်ကနေပြီးတော့အတန်ပေးနေတာနတ်တန်မပစ်ခင်မှာတရားနတ်တန်လို့ခေါ်ပါတယ်အဲ့ဒီတရားနတ်တန်ဆိုတာတရားမင်းကိုယ်တိုင်သူကိုယ်တိုင်ဆိုတဲ့သဘောမျိုးမင်္ဂလာရဲ့မှာမန်တိုင်းလေဆိုတော့အောက်ကဆိုင်ကဟေးအောင်မစီဟာလူမမြင်ရဘဲနဲ့ပြိတ္တကအတန်နဲ့တင်ဖမ်းစားရောင်းဆိုင်ငယ်မှာလေးလီသာမောင်းငယ်စီနတ်ပြည်ထီလူပျော်ပွဲငယ်ကောင်းနာအပေါင်းစုချီဟုတ်ဘေးပြိုအောက်ကဆိုင်ကနေပြီးတော့អော်လိုက်တယ်ဆိုင်ဆရာကြီးကနေပြီးတော့ညာသာအတိုင်းဖောက်ပေါ့ဗျာအေးဒီညရသားရွာမှာကတဲ့ဇာတ်သမင်းဖွဲ့ကြီးကတော့ပန္တရာမင်္ဂလာစီသူလွယ်လွန်းလားဆော့ချီဦးစီးတဲ့ဇာတ်ဖွဲ့ကြီးဟုတ်ပါသလားဗျဟုတ်ဘေးပြိုအခုဇာတ်ကြီးမှာမင်းသမီးကြီးဖြစ်နေဒီနတ်ကတော်ကြီးဖြစ်နေအခုလိုအသာအောင်မြင်စွာနဲ့ကားလေးနောက်ကဆိုပြီးတော့မကြခင်ထွက်ကြတော့မှမင်းသမီးကြီးကဘယ်သူပါလိမ့်ဗျ။အော်ပန္တရာနုကြီးလို့ခေါ်ပါတယ်ဗျ။ဆိုင်းဆရာချီဦးညိုကပြောနေတာထဲကနေပြီးတော့နော်။မေယူဘုံမြင့်မို့ထိပ်ပန်းဝင်းစရနာကကျင်ရအများမိဖုရားအပေါင်းထောင်တောင်းမကငါတရားအမကြွားတာမိဖုရားတွေထောင်တောင်းမကရှိတယ်တရားမင်းကတော်တော်မိုက်တဲ့ပုဂ္ဂိုလ်ကျွန်တော်တို့များတယောက်ထဲတောင်မှတော်တော်ကိုနော်ရှားကြံကျွေးနေရတာမိဖုရားအပေါင်းထောင်တောင်းမကငါရအမထက်ပြန်းငယ်စံဝန်ရန်ခါဤနာမအမှုလူတို့ပြည်ရင်နာမအမှုလူတို့ပြည်ရင်ငါအရှင်ပျော်ရွှင်မြူမီလာသည်တကားမင်္ဂလာစံခင်ပွဲတော်အောင်ကုံရောင်လင်းပါတဲ့မင်းအများတို့ဟုတ်ပေပြိုအဲ့ကြမှာတစ်ချိန်ကမှနှစ်ချိန်ဘာညာပေါ့ဗျာအဲ့ဒါလည်းနဲ့ရှိလို့ကျွန်တော်ဖြတ်ဆိုလိုက်တော့မယ်နော်နတ်ငယ်ကွန်းရှင်ကကြည်တော်ရှင်ကျွန်တော်မျိုးတို့ကိုဖယားတို့မှာဆိုတော့မှဆိုင်ကတူနဲ့တဲဘာညာပေါ့ဗျာအဲ့ဒီမှာအပြူတော်လေးတွေထွက်လာပြီဆိုလိုက်တီးလိုက်ကလိုက်အတူလေးရဲတဲ့အဲ့ကြတော့စီးရအတုပ်ဖြစ်သွားပြီရှင်ငါပြိုင်အတူလေးရဲတဲ့ရှင်ငါပြိုင်ဆရာတော်တို့ဗျာတပည့်တော်တချင်းဆိုတာကိုတချင်းဆိုတယ်လို့အာယုံမညှို့ပါနဲ့ဗျာတရုပ်ဖော်ပေးနေတယ်အမှုပညာတစ်ခုကိုတရုပ်ဖော်တင်ဆက်တယ်လို့သာစိတ်ထဲသဘောထားပါဗျာတော့ကြဆရာတို့တပည့်တော်တချင်းတော့မပါနဲ့ဗျာအာဘတ်ဖြေလို့ဆုံးမှာမဟုတ်ဘူးဗျာအဲ့ဒါအတူလေးရဲတဲ့ရှင်ငါပြိုင်ပန်းမွေရဖဲမွေရရွှေကော်သောရော့နော်လို့ထိုင်ပြီးသွားပြီတီးပြီကပြီပြိုတိုင်းကြိုက်ပါတယ်နှင်းစီကိုင်းပြိုတိုင်းကြိုက်လိုက်ပါတယ်နှင်းစီကိုင်းတဝင်းလုံးပိုင်နဲ့ကြောင်းတော်သာဝေးရကရှာတတိယပိုက်တောက်တော်ဘူးရဲ့နဲ့အိုမကွာတောက်တော်ဘူးရဲ့နဲ့အိုမကွာမင်းကြော်သွားလို့ဒါကြီးထဲဆိုတာနည်းနည်းတော့လန့်ဆရာကောင်းရတဲ့မိတ်ဆက်ပြီးတော့လေကျွန်တော်နာမည်ကြီးကကြော်စွာမင်းကြော်သွားလို့မကြော်လားဝေးရကရှာလာပြီနောက်တစ်ပိုက်ပစိုးကွက်ဝါကြက်ပြပိုက်ပါလို့ပစိုးကွက်ဝါရဲ့ရှင်းကြက်ပြပိုက်ပါလို့အလိုက်ကလေးရဲ့တဲ့ပျော်ရအောင်ရွှေနန်းလူမြမောင်နောက်တစ်ပိုက်လာပြီလောင်စရာတွေငွေမရှာပါဘူးကစားစရာတွေရွှေမရှာပါဘူးကြက်ကြကူတဲ့တိုက်မဲ့ပြင်းမြင်းဆိုင်ကြော့နှင်းနောက်တစ်ပိုက်လာပြီဝါသနာပိုင်ဝိုင်းអော်လို့ရတယ်နော်ညီလေးတို့ဘော်ဒါတို့ချစ်လို့ရတဲ့ခင်မာတယ်လေမင်းရှာရော့သလားကြိုက်လို့ရတဲ့ခင်မာတယ်လေမင်းရှာရော့သလားကိုကြီးကြော့ရေးအားသိမ့်မရှိဘူးဟိုနောက်မှာဘူးလေးတစ်ဘူးရှိသေးတယ်ကျွန်တော်မတော့ဘူးသိမ့်လာတယ်မင်းရှာရော့သလားကိုကြီးကြော့ရေးမောင်ကြီးကြော့ရေး
နိုင်ယူဘုံမြောက်ဆိုတာအဲ့ဒါပေါ့